brother တို့ပေါ့နော်ဒီနေ့ကတော့လုံးဝ super ကြီး super တောက် super ရှင်းဆိုတဲ့ monitor တစ်လုံးမိတ်ဆက်ပေးမယ် brother တို့က monitor ဝယ်လို့ရှိရင်ကြီးတောက်ရှင်းပဲလိုချင်တယ်မလား color လဲမှန်ချင်တယ်ဒီလုံးလေးပြပေးမယ်အဓိကဘာလဲဆိုတော့သူ display panel OLED အမျိုးအစားကြောင့်မလို့ပါသူရဲ့ model ကတော့ Samsung Odyssey OLED G50 SF ပေါ့နော်အဲ့တော့သူက OLED panel ဖြစ်တဲ့အတွက်ကျွန်တော်ဗျာ panel ထဲမှာတော့ကျွန်တော်အမျိုးမျိုးရှိတဲ့ထဲမှာ OLED ကတော့အကောင်းဆုံးပဲဒါပေမဲ့ဒီကောင်ကတော့ QD OLED ပေါ့ဗျာ Samsung ထုတ်တဲ့အတွက် QD OLED သူကဒီ LG ကထုတ်တဲ့ဟာဆိုလို့ရှိရင်သူက W OLED ပေါ့နော်တကယ်တကယ် QD OLED နဲ့ W OLED ကျတော့ကျွန်တော်တို့ကတုံးတဲ့နေရာပုံမှာမူတည်ပြီးတော့အားသာချက်လေးရှိတာပေါ့ဗျာကျွန်တော်တို့က indoor ဆိုလို့ရှိရင် QD OLED ပိုကောင်းတယ်အကယ်လို့ကျွန်တော် outdoor နဲ့အရင်လင်းတဲ့နေရာဆိုလို့ရှိရင်တော့ W OLED နည်းနည်းလေးပိုတာတယ်ဒါပေမဲ့ကျွန်တော်က indoor မှာပဲသုံးပါလေအဲ့ကြောင့်မလို့ QD OLED တော့ပိုကောင်းပါတယ် color လည်းပိုမှန်တယ်ပေါ့နော်ဒီ monitor လေးကတော့သူ့ရဲ့ screen size က28လက်မှပါSamsung ထဲကပေါ့နော်QD OLED အမျိုးအစားပြီးလို့ရှိရင် resolution ကတော့ 2K ပါ25601440ဖြစ်ပါတယ်သူရဲ့ aspect ratio တော့16:9ပေါ့နော်ပြီးလို့ရှိရင်သူရဲ့ refresh rate က180 Hz ပါသူရဲ့ response time က 0.03 millisecond နဲ့ရမှာဗျာကျွန်တော်ဒီ color gamut ဆိုလို့ရှိရင်99% ပေါ့နော် TCI-P3 ပေါ့နော်လုံးဝပြောမှဆိုလို့ရှိရင်ဗျာ HDR10 နဲ့ support လုပ်တယ်ကျွန်တော်တို့ကဗျာ game အတွက်ပဲဖြစ်ဖြစ်အလုပ်အတွက်ပဲဖြစ်ဖြစ် design သမားတွေအတွက်ပဲဖြစ်ဖြစ် color လုံးဝမှန်တယ်ဗျာ game အတွက်ဆိုလို့ရှိရင်လုံးဝ special ဗျာရုပ်ထွက်အရန်ကောင်းတဲ့ monitor လေးဒီကောင်နဲ့ game ဆော့ပြသွားပြီဆိုလို့ရှိရင်ရိုးကျွန်တော်တို့ဒီ IPS panel ကဘေးတောင်ကတ်ချင်တယ်ကျွန်တော်နည်းနည်းစမ်းကြည့်ပြီးပါတော်လေးကိုကောင်းတယ်တော်အဆင်ပြေတယ်ဗျာနောက်တစ်ခုကတော့ AMD FreeSync နဲ့ support လုပ်တယ် Nvidia G-Sync နဲ့ support လုပ်တယ်နောက်ပြီးတော့အရေးကြီးတာသူ့ရဲ့ဈေးနှုန်းပေါ့နော်ဈေးနှုန်းကလည်းပြောမှဆိုရှင် OLED ဆို28လက်မှ 2K ဆိုရင် brother တို့30ကျော်တွေပဲထင်ကြတယ်မလားဒီကောင်ကတော့ Samsung ထဲကပြောမှဆိုရှင် budget OLED လေးပေါ့ဗျာဈေးနှုန်းက23,99000နဲ့ရမယ်ဗျာနားကြမလွဲပါဘူး23,99000နဲ့ရမယ်ကျွန်တော် TTN Gaming PC မှာရှိပါတယ်အားလုံးပဲလိုအပ်တယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါဆက်သွယ်လိုက်ပါအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်เนาะ